တညမှာတော့ကောင်လေးတစ်ယောက်ဟာရေကူးကန်တဲ့ကိုမတော်တဆပြုတ်ကျသွားခဲ့ပါတယ်။သူ့ရဲ့ခန္ဓာကိုယ်ကရေအောက်ကိုတဖြည်းဖြည်းညှို့ဝင်သွားပေမဲ့ဘယ်သူမှသတိမထားမိကြပါဘူး။အဲ့ဒီအချိန်မှာပဲဝေလာငါးတစ်ကောင်ရောက်လာပြီးသူ့ကိုရေပေါ်ဆွဲတင်ကကံပေါင်ဘက်ကိုတွန်းပို့ပေးခဲ့လို့သူ့အသက်ဘေးကလွတ်မြောက်ခဲ့ပါတယ်။သူဟာဝေလာငါးကိုကျေးဇူးတင်စကားပြောခဲ့ပါတယ်။နောက်နေ့မှာတော့သူဟာငါးအများကြီးကိုယူပြီးပြန်လာခဲ့ပါတယ်။သူကငါးတစ်ကောင်ကိုရေထဲပစ်ပေးပေမဲ့ဝေလာငါးကမစားပဲအဲ့ဒီငါးကိုသူ့စီပြန်ပေးခဲ့ပါတယ်။ဒါနဲ့သူကငါးဘယ်လိုစားရမလဲဆိုတာပြသတဲ့အခါမှာတော့ဝေလာငါးကခေါင်းခါပြပြီးအဆက်ကြီးကြီးကိုဖတ်ပေးပါတော့တယ်တကယ်တော့ဝေလာငါးကသူ့လက်နဲ့ကိုယ်တိုင်အစာကျွေးရကိုခံချင်နေတာပါသူနည်းနည်းကြောက်နေပေမဲ့လက်ကိုဖြည်းဖြည်းချင်းရှေ့တိုးပြီးအစာကျွေးလိုက်ပါတယ်ဝေလာငါးကငါးကိုစားပြီးတာနဲ့ပျော်ပျော်ရွှင်ရွှင်ရေရင်းနဲ့ပတ်ပါတော့တယ်သူဟာတက်တီငွေပြီးဝေလာငါးရဲ့နှာခေါင်းကိုကန်ကြည့်လိုက်တဲ့အခါဝေလာငါးကသူ့အနားကိုပိုကက်လာပြီးသူ့လက်နဲ့ကစားပါတော့တယ်သူပြန်ဖို့လုပ်တဲ့အခါမှာလဲဝေလာငါးကသူ့နောက်ကနေကောက်လိုက်နေတာကြောင့်သူ့ကိုအနားမှာပဲရှိနေချင်ပုံရပါတယ်ဝေလာငါးကပက်လက်လန်ပြီးဘိုက်ကိုပြတ်တယ်လို့သူ့လက်လှုပ်ရှားတဲ့အတိုင်းသူ့ရဲ့ရေရက်လေးတွေကိုလှုပ်ရှားပြီးလိုက်ကပြပါတယ်ဒါကိုမြင်သွားတဲ့လေ့ကျင့်ပေးသူတွေကသူ့ကိုဝေလာငါးရဲ့လေ့ကျင့်ပေးသူအဖြစ်ခန့်အပ်လိုက်ကြပါတယ်အဲ့ဒီနေ့ကစပြီးသူဟာဝေလာငါးကိုနေ့တိုင်းအစာကျွေးပြီးဝေလီလို့နာမည်ပေးလိုက်ပါတယ်သူကဝေလီကိုအသက်ပညာမျိုးစုံသင်ပေးခဲ့ရမှာဝေလီကလည်းအရန်ကိုမြ мян ဆန်ဆန်တက်မြောက်ခဲ့ပါတယ်မကြခင်မှာပဲသူဟာဝေလီရဲ့တော့ပုံမှာထိုင်နိုင်တယ်လို့ရှာဖွေတော့ကိုင်လို့ရတဲ့အထိရင်းနှီးသွားပါတော့တယ်သူကြောင့်ပဲဝေလီဟာအရင်ကလိုကြမ်းတမ်းတဲ့အမှုရာတွေမရှိတော့ပါဘူးဒါကိုမြင်တဲ့ဆိုင်ရှင်ကအရန်ဝမ်းသာသွားပြီးချုပ်ပြေပွဲတစ်ခုလုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့ချုပ်ပြေပွဲနေ့မှာတော့ကလေးတွေရဲ့စီညံတန်ကြောင့်ဝေလီတယောက်အရန်ကြောက်သွားပြီးဘသူစကားမှနားမထောင်တော့ပါဘူးသူဟာမှန်တွေကိုခေါင်းနဲ့အချိန်ချင်းစောက်ပါတော့တယ်သူတွေလည်းကြောက်ပြီးခပြေးကုန်ကြတာပေါ့ဒီလိုဖြစ်သွားတာကြောင့်ဆိုင်ရှင်ကအရန်ဒေါသထွက်သွားပြီးကောင်လေးလည်းအလုပ်ပြုတ်သွားခဲ့ပါတယ်အဲ့ဒီညမှာကောင်လေးဟာဝေလီရဲ့အပြုအမူကြောင့်သူ့ကိုယ်သူအပြစ်တင်ပြီးအရန်ဝမ်းနေနေခဲ့ပါတယ်ဒုတိယဝေစီကနေအတန်ကျဲကြီးတွေထွက်လာတာကြောင့်သူ့ပေါ်တက်ကြည့်လိုက်တဲ့အခါဝေလီကအပြင်မှာရှိတဲ့သူ့ရဲ့မိသားစုတွေကိုတန်းခေါ်နေရကိုတွေ့လိုက်ရပါတယ်။အဲ့ဒီအချိန်မှာပဲဒီကန်ထဲမှာမိဘတွေထွက်လာတာကိုမြင်လိုက်ရပြီးဆိုင်ရှင်ကအမခံကြရဖို့အတွက်ဝေလီကိုတပ်ဖို့ကြံစည်နေတာကိုသူသိသွားပါတော့တယ်။ဒါနဲ့သူနဲ့လေ့ကျင့်ပေးသူတို့ဟာဝေလီကိုပြင်လည်ပြန်လုပ်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်။သူတို့နှစ်ယောက်ဟာဝေလီကိုကရိန်းနဲ့မကပစ်ကတ်ကားပေါ်တင်လိုက်ကြပါတယ်။ခဏကြာမှာတော့ပင်လယ်ကမ်းခြေကိုရောက်သွားပြီးကားကိုရေထဲထိမောင်းချလိုက်ပါတယ်။ဝေလီကတော့ပင်လယ်ထဲကိုအေးအေးဆေးဆေးပဲကူးခတ်သွားပါတော့တယ်။အဲ့ဒီအချိန်မှာဆိုင်ရှင်နဲ့သူ့လူတွေလည်းရောက်လာပြီးဝေလီကိုဖမ်းဖို့ပိုက်ကုန်တွေခန့်ကြပါတယ်။ကောင်လေးကရှေ့ကိုထွက်ပြီးဝေလီကိုလမ်းပြပေးခဲ့ပါတယ်။ပင်လယ်တိုင်းနီးမှာသူရက်လိုက်ပြီးဝေလီကိုနောက်ဆုံးအကြိမ်ဖြစ်နှုတ်ဆက်စကားပြောလိုက်ပါတယ်။သူ့ရဲ့အားပေးမှုကြောင့်ဝေလီဟာအရှိန်နဲ့ကူးခတ်လာပြီးသူ့ရဲ့စွမ်းအားရှိသမျှနဲ့ခုံကျော်ကပင်လယ်ပြင်ကြီးထဲကိုလွတ်မြောက်သွားပါတော့တယ်။နောက်ဆုံးမှာတော့ဝေလီတယောက်လွတ်လပ်ခွင့်ရသွားခဲ့ပါပြီ။တင်ကောဝေလီလိုဝေလာငါးတစ်ကောင်နဲ့တငယ်ချင်းဖြစ်ချင်ပါသလား။